အနေနဲ့ရကမျောလင့်ဆောင်စားနေကြတဲ့ရွှေစကားငွေစကားမိတ်ဆွေပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံဉဏ်ဝရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာ။ကဲရွှေစကားငွေစကားအစီအစဉ်အနေနဲ့ရကမိတ်ဆွေများအတွက်အသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လေကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာ။အခုတော့ပြန်စက်တင်ဘာလ26ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်။ရှေးဦးစွာတရင်ချေတအားကြီးတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုကိန်းမျိုးမှာကလေမတင်မကြမရေမရဖြစ်နေတဲ့ကိစ္စတွေကိုပြပြသားသားပိုင်မနိုင်ဆုံးဖြတ်တဲ့နဲ့အိမ်အဟောင်းနဲ့တဲ့လုပ်ငန်းအဟောင်းနဲ့တဲ့တာဝန်အဟောင်းနဲ့တဲ့အစီအစဉ်အဟောင်းနဲ့တဲ့နှစ်မျိုးနှစ်ခွတွေရှင်းလာခဲ့ရင်အိမ်တဲ့နေရာတဲ့လုပ်ငန်းတဲ့အစီအစဉ်တွေအပြောင်းလဲအပြောင်းအရွှေ့ကိစ္စတွေခရီးသွားလာရေးတဲ့ပို့ဆောင်ရေးအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေကိုဦးစားပေးစ조사တင်ပါတယ်ခင်ဗျာခါတိုင်းနေတဲ့ရန်ရွယ်နောက်ချက်လေးတွေများတာတော့သတိပြုစာချုပ်စာတမ်းစင်းစရာနဲ့ပတ်သက်တဲ့ကိစ္စတွေစက်တူတွဲလုံးမဲ့ကိစ္စလေးတွေနည်းနည်းလေးဂရုစိုက်အောင်ဒီနေ့မျိုးသားသမီးမိတ်ဆွေတွေကံရဲ့အပမိုးရဖို့ဆိုရင်တော့အနီရောင်တို့ကြက်သွေးရောင်တို့ခရမ်းရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုစားအုပ်ကလေးတုပ်အစီအမြင့်တင်တော်တဲ့စားအုပ်လေးတုပ်နဲ့ရက်ခပ်ပြီးရိုက်ပြီးတော့ဆူတောင်းကံကောင်းလှရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကတစ်ကဏ္ဍသုံးကဏ္ဍကျန်တဲ့သားသမီးမိတ်ဆွေတွေကအုံတို့ခောက်ဆွဲမြတ်စွာဘုရားမှာပဲလှူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုအေးဒါလေးနဲ့အတူကံရဲ့အပံဖို့ရရှိကြပါသေးခင်ဗျာဆက်လက်ပြီးတော့တရင်မဟာတာကြီးတဲ့တင်းနာသားသမီးမိတ်ဆွေများဒီအချိန်လေးဟာမကြခင်မှာကံကောင်းတော့မယ်လောလောဆယ်တော့ကောင်းမှလို့ဆိုးမှလို့ရှေ့တူမှလို့နောက်ဆိုးမှလို့ခြီတုံချတုံဇဝေဇွာလေးတွေဖြစ်နေတတ်တယ်အားခဲမန်တင်းဇွဲခပ်ပြီးတော့ကိုလုံးဆက်လုံးလက်စားအလုပ်တွေကိုဆက်ပြီးစူးစမ်းတဲ့နဲ့ရည်ရွယ်စိတ်ကူးထားတဲ့ပန်းနိုင်ကိုမရောက်ရအောင်ရှောက်တဲ့နဲ့လောလောဆယ်တော့စိတ်မောလူမောအချိန်ကုန်ငွေပန်းလေးတွေကျုံဝတ်တတ်ပေမဲ့မကြခင်မှာအောင်မြင်ခြင်းအတိအပွင့်ခံစားတော့မှာဖြစ်ကြောင်းပါခင်ဗျာဒီချိန်မှာစားသောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းမျိုးတွေစံစီစေးစားဆိုင်ရာလုပ်ငန်းမျိုးတွေနော်အစားတောက်ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့ကောင်းတယ်အစင်မပြေမသိမမြတ်စိတ်တော်ကွမ်းနေတဲ့သူတွေနဲ့ညှိကြနှိုင်းကြမယ့်ကိစ္စမျိုးစ조사တက်ပါတယ်ဒင်းလာသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်တော့နီညိုရောင်းတို့ခရမ်းရောင်းတို့မယန်းရောင်းတို့များပါတော့ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဇီးကိုင်းလေးတစ်ကိုင်းဒါမှမဟုတ်ဇီးကိုအထုပ်ကလေးတစ်ထုပ်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းကံကောင်းလိုက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက3ကဏ္ဍ9ကဏ္ဍဒင်းလာသားသမီးတွေကစာအုပ်စာတမ်းအလှကဲကျောင်းသူကျောင်းသားတွေကိုသူတို့ပညာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းလှူတာပဲဖြစ်ဂါတုတရတစာအုပ်တမျိုးမျိုးလှူတာပဲဖြစ်တရားဓမ္မစာအုပ်လှူတာပဲဖြစ်စသဖြင့်ပေါ့စာအုပ်စာတမ်းနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစင်လာတားကြီးတဲ့အင်္ဂါသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေခက်ခဲထင်းကိုကြံ့ကြာနေတဲ့ကိစ္စတွေရထားနားထားရတဲ့အစီအစဉ်အဟောင်းတွေကိုပြန်ပြီးတော့စ조사တဲ့နဲ့ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖော်ကံဘက်တွေနဲ့ပြန်လည်စုံစည်းရတဲ့ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေလည်းဝင်လိမ့်မယ်ရွှေတို့ရတနာပစ္စည်းလက်ဝက်လက်စားစုဆောင်းမိခြင်းကားတို့ရင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေလည်းအောင်မြင်တတ်ပါတယ်အိမ်တို့အစအဦးတို့နေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့အခက်အခဲများရှိရင်လည်းပဲဒီလေသွားမယ်နေမျိုးဖြစ်ပါတယ်အင်္ဂါသားသမီးတွေကပြဿနာဟောင်းယောဂဟောင်းလေးတော့ယူဆိုင်ကံရဲ့အပမိုးရဖို့ဆိုလို့ရှိရင်တော့အစိမ်းရောင်များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကွန်းရွက်ကလေး2ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းကံကောင်းလာရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက4ကဏ္ဍ6ကဏ္ဍအင်္ဂါသားသမီးတွေကရှောက်ယူကဲမြတ်စွာဘုရားမှာပဲလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုအေးဒါလေးနဲ့အတူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ရတနာအထုတ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့လက်ရောက်လာပါပြီဒီလိုနေ့ဒီမှာကမထင်မှတ်တဲ့အကူအညီအပံပိုးကောင်းတွေပေါ်ပေါက်လာတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေဆရာသမားတွေစီကအကြံဉာဏ်ကောင်းအကူအညီကောင်းတွေရတတ်တယ်ကောင်းသောခရီးအကျိုးထူးမဲ့ခရီးရောစရာကြည်နူးစရာခရီးတွေသွားတတ်တယ်မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပွဲလန်းတဲ့ပင်တွေပြုလုပ်ရတတ်တယ်မြေကိစ္စတို့ဆိုင်ငန်းကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စတို့အခွင့်အရေးကောင်းတွေပေါ်ပေါက်တတ်တယ်ပညာရေးဆိုင်ရာသင်တန်းဆိုင်ရာဝန်သားစရာအောင်မြင်မှုတွေကြုံရတတ်ပါတယ်ဆွေမျိုးရင်းမိတ်ဆွေရင်းလှုပ်ဖို့ဂိုင်ဘက်တို့အတွက်တော့ပူပင်တော့ကလေးတွေမြင်ရတတ်တယ်ဘုရုသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကို
sabya geli the kene to copy do suda. Gangon la shun zime number drigananiga, naganan kongana. Boruda midriga San Ludan and Gudo, Sanli, go down and the lollipoli, the P Lulu, the ten Lulu. Tamo leke, Sanli knows the Bula book, that the Solago, Jing and Trace and Lady go down up you ma bo. Edalu Sana but the Ludana Gudu lip chu, Piro, Kanye, a pampo, Yashi Jabazi, come here. Celebiro, Yerena Tame, Chada Breda de mi Mesri, ya. The Luniri Magali, Leshi Lungan would do Mala Chemala, Shame Mimala. Now that Lungan, you get the season that we Samala, County. A wee people and sandwiches at the Lungani, Kayido below at Elodie County, Kusi Gulet the Dingon, the County Javlade, Maunoma Daji, the be outling da Lodomari, but the day, one Dazia, Sichanazia, Simbi Mudile, Joan Dabade. Lungam Jan, Saim Jan, Enijan Kesali, Ronelli, 3 Talime, Lujimi Vatsia the Mari, who Macami Telvenidade. Jalrida mi reganya bambo yabo sueno, apia yano, pan yano, miamia, pardo, we sadon sonigo, apu biro was an ondava, young on busy, lunganon busy, go the yagani the kind of the you took lane, yaipo biro suda, Gangon la shwenzi men, Badri Cananiga, Tickana, Chawana. Jalrida mi, Teronimuma, Ganya, Abamo yabo, suyin. You the Miu, get show you, no, you, Sada Pimpo, no, you the Miu, Miaso Apia Maba Lulu, about the Messi, the Gubetana, Pipu, Era Linet to Kanya Bambo, Yashi Jaba, the Kmia. Celebiro, Saint Shui Chow Yenari, who said Tau Kagazam, Tau Jada, the Mimia. Telu Niri Magali, Poma Mahote, when you was a mountain weedy, when I did. Go in la you and your money that Tamoji busy, wedge and a pipi, young and a pipi, at the locasari, out me that day. Koga ne bi swimu taji mai swi ko kunyi thokman pe kan jin ne yue che mya le aw myin dat de ai do longwan saung da to chet da now yaru to de win ngwe la sa to de bawa achi ni asan tan myin tat twa bu achi ni kaung ni paw de soda di lo game myo ma la bi jung na pyo ke kanjama shwe mo ngwe mu ga do ywa jin yauk bi tauk ja da thami mya aya mi jo da ya aung di lo achi myo ma shwe ro yerana pyasi lewat let sa ne pat tat de kaisa le do ne ne thari tha ta thami aw le nge ta kaisa ne ne le sai chaw wa da de How ya the mini can bamboo yabo sweno, a few yano, way yano, migo yano, miamia, pado, with Sadon Sonic, a pupil with an over. Young on busy, long busy to go, care and lady chow, as a meeting or the care and lady chow and do copy or two down. Can go like when they men and badwick and aniga, nickana, shikana. How ya the media, game so chow, game up, Ludan and Guduli, two pilo, Ganya bamboo, Yashi Java, the Kenya. Celebido, a cheap one see messing without me. Hello, Neri Magali. Pina Kisari, Bala Kisari, Nangan and Butter seasoning, you get to go to a baby, Midadu, to a baby, Eramuri Jodadine, Pongesa, Mikesa, Amuikesa, Era de Jodadine, Shui Yerena Bisi level as Akisari Jodadine. We can lead on Nane, Yadia Payari, Talan, no, Lamang, we built you see Biao Kayi Penaro, Kayi Kesa, say you are a Dalidon and a Usai. To Lord Mademaja, Sombia Catalidi, she needed. I deal of Salome, Maloto Babuli, Dimani, Marido Babuli, Ramuri, Shinidade. Say jump, Jama, Tiga da de Suralido, you say out. Senida Mirigaya, Bamuyabo Sueno, and Nayano, Kayano, a Piano, a young yin, West Adams Onigo, Apupiro with an Odaba. Young won't be busy, long and don't be busy. Oh, 10 year Kelly de Ke, yes, imitant or a 10 year Kelly de Ken and do copy Suda. Gang like Swenziman and Badrigananiga, Ligana, Kongana. Senida Mimiaga. Liasi mean but the alu. Okay, Payazidi, Mabe Pipi, no, there down young and Mabe Pipi, so you make with the Luada near Tana Mabe Pipi, Liasi meaning the Pada de Ludana Gudu Kamuli Biro. Can ye a pambo, Yashi Java, come here.